နိုဝင်ဘာလလေးကတော့ကျွန်တော်တို့အတွက်လမ်းလျှောက်လို့ကောင်းတဲ့ရာသီဥတုလို့ပြောလို့ရတယ်ပေါ့နော်ဆောင်းဦးရာသီဆိုပေမဲ့လို့အရင်လည်းမအေးသေးဘူးအပူဓာတ်လည်းမရှိတော့ဘူးဆိုတော့လမ်းလျှောက်ရတာအရင်ကောင်းတယ်တွက်လက်တယ်ပေါ့နော်နွေရာသီဆိုတော့အရင်ပူတော့တောင်တွေပေါ်တက်ရတဲ့ခါကျရင်နည်းနည်းပင်မနေလို့ခံစားရတယ်အခုရာသီကျတော့လမ်းဘလောက်လျှောက်အကြာကြီးလျှောက်လေပင်မနေလို့မခံစားရဘူးဘာကြောင့်လဲဆိုသူကရာသီဥတုအဲ့လိုအပြောင်းလဲလေးဆိုတော့ပေါ့ပါနေတယ်လို့ထင်ရတယ်ဒီရာသီကလေလမ်းလျှောက်ရတာအရင်ကောင်းတယ်နောက်ပြီးတော့အခုချိန်ကငှက်ကလေးတွေကလည်းအရန်ပေါ်တဲ့အချိန်ပေါ့နော်ငှက်တွေကလည်းလမ်းတစ်လျှောက်လုံးမိတန်တွေကြားရတယ်ပေါ့နော်တော်တောင်ထဲမှာမှုတွေလည်းအရန်ပေါ်ပါတယ်ဒါပေမဲ့မှုကတော့ကျွန်တော်ကနားမလည်ဘူးမှုတော့မခုရဲဘူးပေါ့နော်မှုတော့မကျွမ်းကျင်ဘူးပေါ့အဲ့လိုအပင်လေးတွေပန်းမင်လေးတွေခုနပြောသလိုအကောင်ပလောင် insect အသီးလေးတွေအဲ့ဒါလေးတွေကတော့ကြိုက်တယ်အဲ့ဒါလေးတွေတော့တပုံရိုက်တယ်ဗီဒီယိုရိုက်တယ်အခုဒီလမ်းလေးဆိုလို့ရှိရင်အရန်လှတယ်ဘယ်လိုခေါ်မလို့ကြပြရေးတတ်တဲ့လူအတွက်ဆိုရင်တော့တော်တော်လေးကောင်းပါကျွန်တော်ကတော့ကြပြမရေးတတ်လို့ဗီဒီယိုရိုက်ပြီးစကားပြောလိုက်တယ်ကြပြရေးတတ်မယ်တချင်းဆူတတ်မယ်ဆိုရင်တော့အရန်ကောင်းတဲ့နေရာလေးပါတိတ်ဆိတ်ပြီးတော့ဘူးမှမရှိဘူးတော်ထဲမှာကျွန်တော်တို့နှစ်ယောက်တည်းလမ်းလျှောက်ပြီးတော့အဲ့လိုမနစ်ကလည်းလာပြစ်တယ်ဒီလမ်းလေးကိုပေါ့နော်ဒီကြိုက်လို့ဆိုပြီးတော့ဒီရာသီမှာလည်းဒီနေရာလေးကိုပဲပြန်လာပြစ်တယ်လိမ့်ဆန်ကြီးကြီးမားမားတော့မတွေ့ရဘူးအဲ့လိုပေါ့ခေါ်လေးကျွန်တော်တို့အိမ်မြောင်လိုမျိုးလေးအကောင်လေးတွေအဲ့ဒါလေးတွေကိုတော့တွေ့တယ်ဒီကြောက်တောင်ကြီးပြီးလို့ရှိရင်ဒီချောင်းလေးကိုဖြစ်ရမယ်ရေတံလေးတွေနဲ့ကြည်နူးစရာလေးပေါ့နော်ဒီချင်းကတော့